ခေါင်းလုံးထိုးတတ်တိပေးလိုက်မှအတွေ့ကပါပြတ်သွားပြီကြောင်သာကြောင်သူစော့ပြေကစားတာငြိမ်သက်သွားခိုင်မာလူတန်တရားတနေ့ခီကုတူပါမီဖြီစီဖို့စာတင်ခံကိုခြေတလားဝေအပြုံးပန်းလေးတွေပင်ဖို့နှုတ်စနေလောကအလပ်ချီတချက်အပြေးဖို့အာအေရင်ထဲအပြည့်တီတမြပေးဝေဆိုဆုံးမမလေးဆရာတို့ကျင့်ဖို့ပေနေနာခမဲ့ထာဝရတမစေတနာရာအတိကအနန္တကိုင်းဝင်ထာဝစင်လေးလာကြောင်းသားတို့ရဲ့ထာဝရကြောင်းသားဆရာခီလလီမိုကြီးကထားရေစံခီကျန်တင်ထားအမသူတပြန်ကိုတလက်ဆွဲလုံးလာရှင်တန်းစေပါငါတလက်ပြတ်တခါမျောလင်းချက်နဲ့လာကုန်ရက်ကလေးဆောင်ကြောင်းသွားကြောင်းပြန်ဆက်သိန်းကလေးကဆက်ကြည်တောင်းသေးတယ်လူတန်တရားဒီဘဝခီကုတူပါရမီဖြီစီညအတကိုဒါနာကုသိုလ်ကောင်းမှုပြုမဲ့လူသားပိတုကာ